ကြီးဘာကြောင့်ခံစားခွင့်မရှိတာလဲစိတ်ဆိုးတယ်လိုက်ပြောကြည့်ပါစိတ်ဆိုးလို့စိတ်ကောင်းလို့မှတ်ထားပါစိတ်ဆိုးတတ်တဲ့လူစိတ်ကောက်တတ်တဲ့လူကကိုမျက်စိရှိမှရှိတဲ့ဝမ်းသာစရာကောင်းတဲ့ကောင်းကြီးမင်္ဂလာတွေအတူတူကချီးမွမ်းရမယ့်အရာတွေအားလုံးနဲ့လွဲသွားတတ်တယ်ဟာလေလုယာနားလည်နိုင်ဖို့ဘုရားရှိခိုးကြည့်ပေးပါဖခင်ကလေကိုကိုကောင်းကြီးပေးချင်လို့ဖခင်ဘက်ကအားလုံးပြင်ဆင်ပြီးသားဒါနဲ့တခါတလေမှာကျမတို့ကလေတားကြီးကဲလို့စိတ်တက်လေးတွေရှိတတ်တယ်သူများကောင်းကြီးခံစားတဲ့အခါမှာသူများကိုဖခင်ကချီးမြှောက်တဲ့အခါမှာကျမတို့စိတ်ထဲကလေဝမ်းမသာပေးနိုင်တော့ဘူးမနာလိုတဲ့စိတ်လားမခံချင်တဲ့စိတ်လားဗမာနာလားအာဂါဒလားအဲ့လိုဖြစ်ပေါ်တဲ့လူကလည်းပြီးမှာပေါ့နော်ဗာစိတ်လဲဆိုတာဒါမှစိတ်ဆိုးလို့လားစိတ်ကောက်လို့လားဝမ်းမသာပြီးတော့ဘူးဝမ်းမမြောက်ပေးနိုင်တော့ဘူးအဲ့ဒီခါမှာဘုရားကရှေ့မှာချထားတဲ့နော်ကိုမျက်စိနဲ့မြင်နေရတဲ့ဝမ်းမြောက်ခြင်းနဲ့ကောင်းကြီးတွေမရတော့ဘာရသွားလဲစိတ်ဆိုးညစ်ခြင်းလည်းရသွားတယ်မကြည်လက်ချက်တွေလည်းရသွားတယ်ပုံဆိုတာကဘုရားကပေးအောင်မဲ့လာမဲ့ကောင်းကြီးမင်္ဂလာတွေနဲ့လွဲသွားတတ်တယ်ဒါကြောင့်ဘုရားခင်ပေးတဲ့ကောင်းကြီးမင်္ဂလာကိုခံစားချင်ရင်စိတ်ဆိုးရမလားစိတ်ကောက်ရမလားအချင်းချင်းပြောပါဦးကောင်းကြီးရခြင်းစိတ်မဆိုးနဲ့စိတ်မကောက်နဲ့နော်လို့အချင်းချင်းပြောပါနံပါတ်1မောရှေဒီခါနာမီမဝင်စားရတာကဘာကြောင့်လဲဖျားမာတာချက်မမာတော့အရာကိုလှုပ်ဆောင်တာဖြစ်လို့ဒါကြောင့်မိမိရဲ့တက်တာမှာလည်းတနေ့ဖျားရဲ့ကောင်းတဲ့နိုင်ငံတော်ဝင်စားခြင်းနဲ့ဆိုရင်ဖျားရဲ့အလိုတော်တိုင်းနှုတ်ကပတ်တော်ရဲ့မာနာတဲ့အတိုင်းပဲမလုပ်ရမယ်အသက်ရှင်ရမယ်ဒုတိယတစ်ချက်အမတ်ကမြင်ရပြီမဲ့မစားရဘူးတဲ့ဆိုတော့ဖခင်ကပေးမဲ့ကောင်းချီးမင်္ဂလာတွေကိုရချင်တယ်ပိုင်ဆိုင်ချင်တယ်ဆိုရင်ဖခင်ကကိုယ့်ပေါ်မှာပြောထားတဲ့ဖခင်တခင်ရဲ့စကားကိုဘယ်တော့ခါမှတန်တရားမဝင်ပါနဲ့ဘယ်တော့ခါမှမလောင်ပြောင်းပါနဲ့မခနဲ့ပါနဲ့ဒါဆိုရင်တော့ဖခင်ကတင့်ကိုပြောတဲ့ကောင်းချီးမင်္ဂလာတင်ပိုင်ဆိုင်ရမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကောင်းချီးခံစားမဲ့သူချင်းချင်းထိုင်နေတယ်နော်လို့ချင်းချင်းလို့ဆက်ပြီးတော့မှနော်ဂုဏ်ပြုပေးကြပါတရားကောင်းချီးခံစားတဲ့သူဖြစ်တယ်နော်အာမင်ဆိုတော့နံပါတ်3တစ်ချက်သားကြီးဒီစီးစိမ်ဥစ္စာပျော်ရွှင်မှုတွေကိုမခံစားရတာဘာဖြစ်လို့လဲစိတ်ဆိုးလို့စိတ်ကောက်လို့ဖြစ်တယ်။ကောင်းကြီးတွေမခံစားခြင်းဝမ်းမြောက်ခြင်းမခံစားခြင်းဘူးကွာနော်ဒီကောင်းကြီးကဘာလို့မလဲလို့စဉ်းစားရင်လည်းသားကြီးလိုပဲစိတ်ဆိုးစေစိတ်ကောက်စေပဲဆက်လုပ်ပါ။ဒါပေမဲ့အဲ့လိုမျိုးလူတွေဒီမှာမရှိလို့ကိုယ့်ကိုယ်ကိုလက်ခုပ်တီးပြီးတော့မကုန်ပြရအောင်။ဟာလေလုယာ